ရှိဥစွာဖြတ်ခင်ကျေးတင်နေဖြတ်ခင်ကျေးတော်ပြီးအချင်းတပူရေးထားတဲ့ကောင်းစင်ကတော့အသက်ရှင်စေတော်ဝိညာဉ်တော်လို့နာမည်ပေးတယ်တူချီနေပြီထိုးထွေးညာကိုပေးမြင်တဲ့ခြင်းရဲ့ရှင်တခင်ဒီလုံးနာမှာစီအိုးဆိုလမ်းပြမှုပါချစ်တဲ့စိတ်ကိုပေးလူမြောင်ခြင်းပေးဝေးနေတော့မဖြစ်နိုင်ပါလာပါဆိုဝိညာဉ်တော်လုံလုံညာတော်ဝိညာဉ်တော်တွေ့ချောင်းအယူဆိုများအသက်ရှင်စေယေရှုကိုတည်ခြင်းမှာရှင်ပြန်ထားမြောက်စေဆိုမှုတော်တဘာဝထက်မှဆိုစံတော်ရှိသက်ရှင်စေတော်ဝိညာဉ်တော်ကဲ့တင်ခြင်းရဖို့လမ်းပြပေးတော်ဝိညာဉ်တော်ဘုရားနေစာတွေ့ခဲ့တဲ့ခြင်းသူတီရတာမျိုးဖွင့်ပြစကားပြောဘူးပါချစ်တဲ့စိတ်ရှိနေတဲ့စိတ်နဲ့သူတကိုးပါတော့စိတ်ကိုလည်းဒီနှလုံးသားမှာအစီမျိုးလောင်ပေးမှုပါကိုရောရဲ့မျက်မှောက်တော့သူရင်ဆုံးခံလေးတဲ့စီမျောရဲ့